အခုနောက်ပိုင်းတရားနာပေးတဲ့ကျုပ်တို့မြန်မာတရားပွဲအဲ့ဒါကြီးခုနောက်ပိုင်းတော်တော်ပြောလာစွန်စားကွန်စားသွားရင်တယ်လီဖုန်းတွေဆက်ပိတ်ဖို့တရားပွဲလာရင်တယ်လီဖုန်းတွေဆက်ပိတ်ဖို့ဒါကပြောစရာကိုမလိုတာတရားနာပေးတဲ့မှန်လားတရားနာပေးတဲ့နိုင်ငံကြီးသားပြီးသားတဲ့လူတွေမှာပြောပြမလို့ဘူးမှန်လားကိုယ့်အတွက်ကြောင့်တစ်စုံတစ်ယောက်ကိုစိတ်အနှောင့်အယှက်အဖြစ်မခံဘူးဒါကြောင့်တယ်လီဖုန်းတွေပါရင်ဆက်ပိတ်ထားအဲ့တော့တရားနာပေးတဲ့မြန်ကျုပ်တို့မြန်မာဆိုးစကားမြင့်မမြင်ဘူးတော့တရားနာပေးတဲ့ဗါတဲ့မူမြင့်ထင်ပြိဿဗါတဲ့အဲ့ဒါကျုပ်တို့လူမျိုးမှန်ရဲ့လားအခုမှနိုင်ငံတော်အုပ်ချုပ်တဲ့လူကပြိဿရဲ့ဘာစိတ်ကောင်းဝင်လာတယ်လို့မသိ1500တယ်လီဖုန်းလေးတွေချပေးတယ်လို့လူချင်းတူအောင်ကန်အဲ့ဒါတရားနာပေးတဲ့မြန်မာဆိုတဲ့တရားဝါကခတယ်လီဖုန်းချိန်လိုက်ရင်ကိုမြောက်ကနဲ့ဘာကောင်တွေများချင်နေတယ်လို့မသိဘူးမှန်ရဲ့လားကိုအဟုတ်ကြီးတွေလုပ်ပြီးဝလုံးကောင်းနဲ့လာတာမတွေနဲ့တရားနာပေးတဲ့ဟိုနဲ့ UK လို့အမေရိကလို့မပြောနဲ့ကျုပ်တို့ဟောဒီတန်စကားပဲချတဲ့ရွှေလီကျဲကောင်းအောင်ရှင်းပွေးသမီးကတဲ့တရောင်းသားဖုံးကန်ညာကြားလာကိုအဟုတ်ကြီးတွေထင်းမနေနဲ့မှန်လားဟိုတရားနာပေးတဲ့မြန်မာကောင်းမြန်မာနိုင်ငံကျုပ်တို့မြန်မာလူမျိုးတွေတယ်လီဖုန်းကားချိန်ဘာကောင်နေမှန်းတင်တယ်လို့မသိဘူးစောက်တော့တိုင်းဝင်လိုက်လက်ဖိတ်တိုင်းဝင်လိုက်ရိုးဝင်မလို့သူတယ်လီဖုန်းကင်မယ်လူသိအောင်ဟယ်လိုဘာဖြစ်နေကြပြီလဲဟူဝါပါလာထားရိုက်စရာကောင်းတယ်မှန်ရဲ့လားပြောလိုက်တဲ့စကားစီဝိုင်းကြီးဝိုင်းတလုံးပါလားဘာမှမပါဟယ်လိုမိုးရွာကနေဘူးလားဘာဖြစ်လို့မိုးရွာထီဆောင်ပေါ်နေဘူးဖက်စီပေါ်ဝင်ကမြန်သူ့ပထွေးအလကားပေးနေရကြမှန်ရဲ့လားအဲ့ဒါကျုပ်တို့မြန်မာလူမျိုးဒါကြောင့်တရားနာပေးတဲ့ဒီတယ်လီဖုန်းအကြောင်းပြောတယ်လီဖုန်းနဲ့တရားနာပေးတဲ့2 နာရီလောက်ကြာမိုးလင်းသွားလိမ့်မယ်ဒီပြင်တရားကိုဟောလိုက်ရမှာမို့ဒါကြောင့်တယ်လီဖုန်းတွေပါရင်စက်ပိတ်ဟုတ်ပြီခင်ဗျားတို့စက်ပိတ်ခိုင်းလို့ကျုပ်တယ်လီဖုန်းနှလုံးပါကျုပ်တယ်လီဖုန်းတွေလည်းစက်ပိတ်ထားတယ်ကုန်းပြောလိုက်မယ်ပလင်မော်မရောက်ပြီဆိုတော့ဝုံမုံချွေဆက်တော့မကင်တော့ဘူးကဲတရားပွဲစမယ်ဗျာပြောကပရိသတ်ဒီနေ့ဟောမှာကဘာတရားဟာဘယ်သူပြိုင်လို့ပရိသတ်အလားတဲ့ဗါတယ်ပရိသတ်လောကကြီးမှာအလားတွေအမျိုးမျိုးမရှိဘူးလားရှိပါတယ်ဗျာဟိုလမ်းပေါ်မှာကြည်လိုက်ရောက်ပဲတရားနာပရိသတ်မနေ့9 နာရီ10 နာရီလောက်26ပြီလားနာရီ10နာထွက်ကြည့်လိုက်စမ်းပရိသတ်တကယ်ချောတကယ်လာတဲ့အမျိုးသမီးလေးတွေတကယ်ချောတကယ်လာတဲ့အမျိုးသားလေးတွေပရိသတ်မများဘူးလားများပါတယ်ဗျာမပေါ်ဘူးလားပေါ်ပါတယ်ဗျာပရိသတ်ဘလောက်ပဲပေါ်ဘလောက်ပဲများတရားနာပရိသတ်လောကကြီးမှာရုပ်လာတာနဲ့စိတ်လာတာဘယ်အလားကတန်ဖိုးရှိတယ်စိတ်လာတာတန်ဖိုးရှိပါတယ်ဗျာရုပ်လာတာနဲ့နှလုံးသားလာတာဘယ်အလားကတန်ဖိုးရှိတယ်နှလုံးသားလာတာတန်ဖိုးရှိပါတယ်ဗျာဟုတ်ပြီအဲ့တော့ဦးဇင်းတို့ဒကာမတွေအိမ်ပြန်ရောက်တဲ့အခါမှာတရားနာပေးတဲ့ဟိုတုန်းက9 ချက်တန်အပြာလေးတွေရှိအောင်ပါနော်အိမ်ပြန်ရောက်တဲ့အခါမှာ9 ချက်တန်အပြာလေးတွေကိုထပ်ကြည့်လိုက်အဲ့ဒါမှဘုံကျုပ်ရုပ်ပါတယ်ဟုတ်တယ်နော်ပရိသတ်ရဲ့အဲ့ဒီ9 ချက်တန်အပြာလေးကိုဖြန့်ကြည့်တဲ့